ကလောကိုအခုမှသွားပြီးလဲမယ်ဆိုရင်ဒီဗီဒီယိုကြည့်ပါဒီဗီဒီယိုမှာကလောမှာသွားပြီးလဲလို့ကောင်းတဲ့နေရာလေးတွေရဲ့စားလို့တောက်လို့ကောင်းတဲ့အစားတောက်ဆိုင်လေးကော်ဖီဆိုင်လေးတွေကိုဒီဗီဒီယိုမှာရှင်းပြသွားမှာဖြစ်ပါတယ်ကလောမှာဘယ်အစားတောက်ကောင်းလဲပေါ့ကျွန်တော်သွားဘူးတဲ့ဆိုင်တွေကစားလို့ကောင်းတဲ့ဆိုင်လေးတွေကိုဒီဗီဒီယိုမှာပြပြပေးမယ်ကြော်ညာတော့မဟုတ်ဘူးကိုစားဘူးတဲ့အတွေ့အကြုံကိုပြပြပေးတာဖြစ်ပါတယ်ကလောမှာသွားတယ်ဆိုရင်ပထမဆုံးဒီတုပ်ဖူးနွေးရတော့မဖြစ်မနေစားတဲ့တယ်ပေါ့နော်သူရှိရတုပ်ဖူးနွေးရအရင်စားလို့ကောင်းတယ်ကျွန်တော်ကတော့မတ်တင်ဆိုတဲ့ဆိုင်မှာစားခဲ့တာဖြစ်ပါတယ်ကလောမှာစတော်ဘယ်ရီကလည်းစားတဲ့နေတယ်မှာပါတယ်ပေါ့နော်ဈေးလည်းအရင်တန်တယ်တစ်ချင်းလုံးမှာ1000ပဲပေးရတယ်ပေါ့နော်အဲ့မှာအိန္ဒိယအမကြီးကဈေးလဲ shop ပေးတယ်8000နဲ့စားလို့ရခဲ့တယ်ပေါ့လေအမဲသားခောက်ဆွဲတို့အမဲသားချင်ဆက်တို့အဲ့လိုမျိုးပုံစံမျိုးလေးတွေကြိုက်တဲ့လူတွေအတွက်ကမောမြေဦးပန်းချန်နားမှာရှိတဲ့ဒီဆိုင်လေးကတော်တော်အကြိုက်တွေးစင်မဲ့ဆိုင်လေးပေါ့နော်တော်တော်လေးရတာကောင်းတယ်ဒီဆိုင်ကခောက်ဆွဲတို့အမဲသားချင်ဆက်တို့ကနောက်တစ်ခုကတော့ဒါမိုနာကိုမှာစားခဲ့တဲ့နေ့လယ်စာလေးပေါ့နော်သူကမိုနာကိုကတော့အားလုံးသိတဲ့အတိုင်းအရင်စားလို့ကောင်းတဲ့ဆိုင်ထဲမှာပါတယ်မန်နူးလည်းတော်တော်စုံတယ်ပေါ့နော်ကျွန်တော်သွားတော့ကတော့ဒီ9កောင်လုံးချင်ဆက်ကကြက်ကုန်းမောင်တို့ဘာလို့စားခဲ့တယ်ပေါ့နော်ဆိုင်လေးကdecoration ပိုင်းလည်းတော်တော်မျိုးလှတဲ့ဆိုင်ထဲမှာပါတယ်သူရှိမှာမန်နူးလည်းတခြားမန်နူးတွေအများကြီးရှိရပေါ့နော်ဆိုတော့ဆိုင်လေးကောင်းတယ်ဒီမလိုင်းတို့ကြိုက်တဲ့လူတွေအတွက်မိသားစုဆိုတဲ့ဆိုင်လေးရှိတယ်ပေါ့နော်အရန်ကောင်းတဲ့ဆိုင်လေးဖြစ်တယ်သူကမလိုင်းဆိုလဲတပွဲမှာ2000ပဲပေးရတယ်ပေါ့နော်လက်ဖေးဆိုရင်လည်းလုံးဝ share တော်တော်တောက်လို့ကောင်းပါတယ်နောက်ဆိုင်လေးတစ်ခုကတော့ဒါကျွန်တော်တို့ဒီတရဖူဆိုတဲ့ဆိုင်ပေါ့နော်တရဖူကနန်းကြီးတုတ်ကစားဘူးတဲ့ဆိုင်တွေထဲမှာအကောင်းဆုံးနန်းကြီးတုတ်လိုတောင်ပြောလို့ရတယ်ပေါ့နော်ဒီဆိုင်လေးကတော်တော်လေးကောင်းပါတယ်ကလောမျိုးကမျိုးကလည်းအရင်လှတယ်ပေါ့နော်ပြီးတော့အစားအသောက်တွေကလည်းသူ့မှာအရင်စားလို့ကောင်းတဲ့အစားအသောက်တွေအများကြီးတခြားဆိုင်တွေလည်းရှိပါသေးတယ်ကလောမှာ view အရင်လှတဲ့ hotel တွေထဲမှာဒီ hotel လည်းပါတယ်ပေါ့နော်သူ့ရေကူးကန်နေပြီးတော့အရှိကိုကြည့်လိုက်မယ်ဆိုရင်တောင်တွေကိုမြင်နေရတာပေါ့နော်လုံးဝတောင်တွေကအပြည့်အဲ့လိုမျိုးမြင်နေရရေကူးကန်လည်းသူအကြီးပဲပေါ့နော်ရေကူးရင်းနဲ့တောင်တွေကိုကြည့်ပြီးအဲ့လိုရေကူးလို့ရပြီးသွားရင်အဲ့ရေကူးကန်ရဲ့ဒီအောက်နားလေးမှာပဲသူကဘာရှိလဲဆိုတော့သူကအဲ့မှာပန်းချံတစ်ခုလောက်ထားရပေါ့နော်ပန်းချံအသေးလေးအဲ့ပန်းချံမှာဆိုရင်သူကတော်လေးမိုက်တယ်ပကတ်တွေပါလည်းရှိရဲပြီးသွားရင် view လည်းတော်တော်လှရပေါ့နော်အဲ့ပြီးသွားပြီဆိုရင်အဲ့ hotel ရဲ့ဘေးမှာပဲဒီ coffee ကြိုက်တဲ့လူတွေအတွက်ပါ cafe dream ဆိုပြီးတော့ coffee ဆိုင်လေးလည်းရှိရအခုပြထားတဲ့ဟာလေးအဲ့ cafe dream မှာလည်းအစားအသောက်တွေလည်းတော်တော်ကောင်းတယ်ကျွန်တော်တို့သွားတော့ကတော့အဲ့မှာ cheese toast ဆိုပြီးတော့စားခဲ့ပေါ့နော် cheese toast စားရဲcoffee ရေးပါလေသူအရန်ကောင်းတယ် coffee ဆိုင်လေးကလောမျိုးမှာ Ryan ထိုင်ခဲ့တဲ့ coffee ဆိုင်တွေကိုဒီဗီဒီယိုထဲမှာပြောပြပေးမယ်ကလောက coffee တွေကအရသာကောင်းတယ်လို့မျိုး mountain ကိုကြည့်ပြီးတော့ဗောနော် coffee တောက်ရတဲ့အရသာဘာနဲ့မှမတူဘူးဗောနော်ဆိုတော့ Ryan ကြိုက်တဲ့ဆိုင်တွေထဲမှာပထမဆုံးကဒီ cafe dream လေးလည်းပါတယ် cafe dream ကဒီအစားအသောက်တွေကဗောနော်လုံးဝ quality အရသာအရန်ကောင်းတယ် Ryan သွားတော့ဆိုရင် cheese toast လေးစားခဲ့တယ်ဗောနော် very nice ပါနောက်တစ်ခုကဒီကလော cafe ရဗောနော်ကလောမှာ view လည်းကောင်းကောင်းကြည့်ကျင်တယ်mountains ကိုလုံးဝ enjoy လုပ်ချင်တယ်ဆိုရင်ဒီ cafe ကတော့မဖြစ်မနေသွားတဲ့ cafe ထဲမှာပါတယ်ပေါ့နော်သူ့ရဲ့အပေါ်ဓာတ်ကနေပြီးတော့အဲ့မှာအရှိမ mountain တွေကိုကြည့်ပြီးတော့ coffee တောက်ရတဲ့အရာဒါဘာနဲ့မှမတူဘူးပေါ့နော်ကလောမှာ view အရန်လာတဲ့ coffee ဆိုင်လေးတစ်ခုဖြစ်ပါတယ်လုံးဝ must visit ပါကတော့ဒါ Rangoon to ကလော cafe ပါဒီဆိုင်မှာလည်းအစားအသောက်လေးတွေကောင်းပါတယ် Ryan သွားတော့ဆိုရင်Ryan favorite ကဒီ almond bread ပေါ့နော် really nice ပါအခြားစားတောက်တွေလည်းကောင်းပါတယ်